စာချုပ်တစ်ချုပ်ဆိုရင်လူရှိုးကိုလာစာလျှော့ပေးတော့မယ် United အားလုံးပဲမင်္ဂလာပါဗျဘောဟန်ဖမ်လီကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါ Manchester United အတင်းအားဆိုရင်တော့ဝါရဲ့ဘယ်နောက်ခံလူဖြစ်တဲ့လူရှိုးကိုဆိုရင်အတင်းမှာဆက်ရှိခြင်းရင်လာစာလျှော့ယူရမယ်ဆိုတဲ့ရာဇဒန်တစ်ခုကိုထုတ်ပြန်လိုက်တယ်အသက်30နှစ်အရွယ်ရှိပြီဖြစ်တဲ့လူရှိုးဟာဆိုရင်တော့ပြီးခဲ့တဲ့2025-2026 ရာသီမှာဒဏ်ရာပြဿနာတွေကြားကနေပရီးမီးယားလိ38ပွဲစလုံးကိုပွဲထွက်ကစားသမားအဖြစ်ကစားပေးနိုင်ခဲ့ကမ္ဘာဖလားအတွက်အင်္ဂလန်လူစည်းရင်းကနေခြံလက်ခံထားခဲ့ရပါတယ်။ယခုချိန်မှာဆိုရင်တော့တပတ်လောက်ကပေါင်2သိန်းထိရရှိနေတဲ့လူရှိုးဟာဆိုရင်တော့အတင်းနဲ့စာချုပ်တက်တန်းနောက်ဆုံးနှစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ Manchester United အတင်းအနေနဲ့ချန်ပီယံလိပြိုင်ပွဲပြန်လည်ကစားရမှာဖြစ်လို့ဘယ်နောက်ခံလူရှိုးအတွက်ရေချေစီမံကိန်းမှတ်ဖို့အတွက်ပြင်ဆင်နေပါပြီ။လူရှိုးကိုပြီးခဲ့တဲ့ AB လာစာလျှော့ပြီးတော့စာချုပ်ချုပ်ခဲ့တဲ့ဟယ်ရီမကွမ်ယာပုံစံမျိုးနဲ့စာချုပ်ချုပ်ဖို့အတွက်တက်တန်းတို့ဖို့ကန်လန်သွားမှာပါတကယ်လို့လားစာချုပ်တစ်အတွက်သဘောတူညီမှုမရရှိခဲ့ဘူးဆိုရင်လူငယ်ကစားသမားအယ်ရီဟာမတ်ကိုနေရာပေးဖို့ဒါမှမဟုတ်ဘူးဆိုရင်တော့နယူကာဆယ်အတင်းရဲ့လူဝဲဟော့ကိုခေါ်ယူဖို့အတွက်ရွေးချယ်ပြင်ဆင်နေပါတယ်လူရှိုးဟာဆိုရင်တော့ပြီးခဲ့တဲ့ယာရီကခြေစွမ်းပြတာပြီးတော့ဒဏ်ရာကင်းစင်ကြောင့်တက်တည်ပြနိုင်ခဲ့ပေမဲ့အတက်အရွယ်ပိုင်းနဲ့အတင်းရဲ့ဘန်နာရေးအခြေအနေအရလူရှိုးရဲ့လာစာကိုရှော့ချဖို့အတွက်မူဝါဒကိုအံဝင်အောင်လုပ်တော့မှာဖြစ်တယ်မြတ်အတင်းအပေါ်မှာဆိုရင်တစ္ဆာရှိတဲ့ဟယ်ရီမကွမ်ယာရဲ့လမ်းစဉ်အတိုင်းလူရှိုးတယောက်လာစာလျှော့ယူပြီးတော့အိုထွက်ဖို့မှာစက်နေမလားဆိုတာကျွန်တော်တို့တွေစိတ်ဝင်စားစွာနဲ့စောင့်ကြည့်လိုက်အောင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ